1968ခုနှစ် BNN စစ်ပွဲအတွက်အမေရိကန်စစ်သား2ယောက်မုံတိုင်းချနေတဲ့တောထဲမှာပိတ်မိနေတယ်။ခေါင်းဆောင်ကရေဒီယိုနဲ့အကူအညီတောင်းပြီးအဖွဲ့ကျန်တွေပျောက်ဆုံးနေကြအောင်ရှေ့ပြတယ်။ရုတ်တရက်နောက်ထပ်စစ်သားကအော်ဟစ်လျက်တစ်ပင်နေကြတဲ့ပျောက်ကွယ်သွားပြီးခေါင်းဆောင်ကပြစ်ခတ်ပြမဲ့ဘာကုန်မှမထီဘူး။ထိတ်လန့်သွားတဲ့သူချုံပုတ်တွေထဲမှာတခုခုလှုပ်ရှားတာသတိထားမိရင်တောထဲပြေဝင်လေ။အဲ့ဒီအချိန်မှာဒိုင်နိုဆောတစ်ကောင်ခုန်ထွက်လာပြီးသူ့ကိုတတ်ပစ်လိုက်တယ်။နောက်နေ့မနက်အမေရိကန်စခန်းတစ်ခုမှာ BNN အမျိုးသမီးတစ်ယောက်သူ့ယောက်ျားကိုအတောင်ပါလက်နတ်ဆိုးကခေါ်သွားတယ်လို့ပြောပေမဲ့စစ်သားတွေကမယုံကြည်ကြဘူး။လွှတ်ဝက်ဆန်းကျဲတဲ့ဘူးတွေပါတဲ့ထရက်ကားတစ်စီးကိုတင်းစီရမိပြီးအမြန်စစ်ဆေးမှုမှာအန်ဒီရဲများတဲ့ရေဒီယိုတက်တိကြွမှုအဆင့်ကိုတွေ့တယ်။အနီးနားမှာဘုံအနေငယ်ပောက်ကွဲသွားတော့စစ်သားတစ်ယောက်ဘူမူကြီးဂျယ်ရီကိုခေါ်ပြီးထရက်ကားအကြောင်းနဲ့မနေ့ညကပျောက်သွားတဲ့အဖွဲ့အကြောင်းကြားတယ်။ဂျယ်ရီကကယ်ဆယ်ရေးမစ်ရှင်အတွက်ဗာချာတပ်ဖွဲ့ကိုစိတ်လွတ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဗာချာတပ်ဖွဲ့ကရန်သူစခန်းတစ်ခုကိုခိုးဝင်နေတယ်။အဆောင်တစ်ယောက်ကိုနောက်ကနေချောင်းမြောင်းအသက်လိုက်ပြီးစနိုက်ပါတွေကလေကားထစ်ပေါ်ကလူကိုအဝေးကနေပစ်ချလိုက်တယ်။အခုဆိုသူတို့ရှေ့ဆက်ပြီးစခန်းကိုအံ့အားစွာဝင်တိုက်လို့ရပြီ။အဖွဲ့ကစခန်းတစ်ချောင်းရွေ့လျားရင်တနက်ပစ်ဖွင့်ပြီးနီးကပ်လာတဲ့ရန်သူတိုင်းကိုတပ်ပစ်လိုက်တယ်။စနိုက်ပါတွေကအကာအကွယ်ပေးထားတာကြောင့်စခန်းကိုရှင်းဖို့အချိန်သိပ်မယူပါဘူး။နောက်ပိုင်းအကျဉ်းသားတွေကိုစစ်ဆေးတဲ့အခါအမေရိကန်အလောင်း3လောင်းနဲ့လောင်ငိန်ထဲမှာအသက်ရှင်ကြတဲ့2ယောက်ကိုတွေ့တယ်။ရုပ်တရက်ရန်သူစစ်သားတစ်ယောက်ပုံနေရာကနေထွက်လာတိုက်ခိုက်ပြီးမြဲတက်ချက်ကြီးတစ်ယောက်ဓာတ်နဲ့အမြန်တပ်ပစ်လိုက်တယ်။မကြခင်မှာရဟတ်ရင်တွေလာကြိုပြီးဗာချာတပ်ဖွဲ့ကိုနောက်မစ်ရှင်တစ်ခုအတွက်ရွေးချယ်ထားထီတာလို့အကြောင်းကြားတယ်။ခဏကြာမှဗာချာတပ်ဖွဲ့ကိုကြားတကောင်ကိုလောင်ကိန်းနဲ့ထိန်းသိမ်းထားတဲ့အမေရိကန်စခန်းကိုပို့ချလိုက်တယ်။ဂျယ်ရီကပျောက်ဆုံးနေတဲ့အဖွဲ့အကြောင်းနဲ့ချွိုင်ဝင်းထဲမှာထူးဆန်းတာတစ်ခုဖြစ်နေတဲ့ကောလာဟာလာတွေအကြောင်းပြောပြတယ်။သူတို့ကိုကင်းထောက်လုပ်ဖို့နဲ့ပျောက်နေတဲ့လူတွေကိုရှာဖို့ပြောပြီးရဟတ်ရင်တွေနဲ့ကဲထုတ်မယ်ဆိုတာပြောတယ်။အဖွဲ့ကအသေးစိတ်မေးတဲ့အခါလွှတ်ဝက်ချက်လို့ပြောလိုက်တယ်။ဒီတန်းမှာဂျယ်ရီကဗာချာခေါင်းဆောင်ဘေးကားကိုလူတွေကိုထိန်းချုပ်ဖို့ပြောတယ်။အကောင်အစင်းပြင်းရင်ဘေးကားရဲ့ဖိုင်တွေကဆွတ်ချက်အဟောင်းတချို့ကိုဖျက်ပြမယ်လို့ဂျယ်ရီကပြောတယ်။တဲခီထဲမှာကေ့စ်ကစတိုဗေကိုသူ့ရဲ့စိတ်တိုင်ရလွန်ယောဂအကြောင်းစကားပြောဖို့ကြိုးစားတယ်။စတိုဗေကမစ်ရှင်တွေလုပ်နေချိန်မှာတခါတလေအတန်လုံးကျဲသွားနိုင်တယ်။ဒီနေ့ကျရင်တေးစေနိုင်တယ်လို့ကေ့စ်ကပြောတယ်။ကေ့စ်ကသူ့ကိုမကြခင်မှာအကူအညီရှာဖို့ဂရိပေးခိုင်းတယ်။ညနေပိုင်းမှာဗာချာတပ်ဖွဲ့ကနောက်မစ်ရှင်စီပြန်လန်သွားတယ်။ရဟတ်ရင်စနစ်ကရုတ်တရက်အချက်အနှံတွေမီးသွားပြီးလက်နက်တွေပြတ်နေပြီးမဲ့အ ਨੇ ဆုံးတော့တက်ပြန်လန်နေတွန်းဆဲလူရဟတ်ရင်မောင်သူကပြောတယ်။အဖွဲ့ကိုတောနီးမှာချပေးလိုက်ပြီးတစ်ပင်ဒီကြားကတရိษံလမ်းကြောင်းကိုချက်ချင်းတရိထားမိတယ်။လမ်းကြောင်းအစိုက်ကစင်းထက်တောင်ကြီးနေတာကြောင့်သူတို့စိတ်ရှုပ်သွားတယ်။ဧရိယာကိုစတင်ရှာဖွေတဲ့အခါငှက်ချီယာတွေတွေ့ပြီးမဲ့အဲ့ဒါတွေကလည်းတီးပြီးသားတရိษံမျိုးနဲ့မကိုက်ညီရအောင်ကြီးနေတယ်။အနီးနားမှာခြေရအစိုက်အတွေ့လိုက်ဖတ်တဲ့အေရဝင်အတောင်တွေကိုရှာတွေ့တယ်။နောက်စလုံးကြောပိတ်အိတ်တစည်းကိုတွေ့ပြီးအဲ့ဒီထဲမှာထူဒေသနာစခန်းအမှတ်4ကိုမှတ်ထားတဲ့မြေပုံတစ်ခုနဲ့ကျွန်တော်တို့ကိုအမဲလိုက်နေကြတယ်လို့ရေးထားတဲ့မှတ်တမ်းစာအုပ်တအုပ်ပါတယ်။ကြောပိတ်အိတ်ကိုကြည်စန့်ခွန်းအများကြီးနဲ့ခြေရချားနှမျိုးကြားမှာတွေ့ရှိခဲ့တယ်။ဒါနဲ့သူတို့ခြေရတွေကိုလိုက်ထိုးဆုံးဖြတ်လိုက်တယ်။တက်ခွဲကတောတဲကိုပိုနှက်သွားပြီးခြုံပုတ်ဒီကြားမှာထူးဆန်းတဲ့အတန်းတွေစက်တိုက်လုံနေတာတခုကိုလှုပ်ရှားတာသတိထားမိတယ်။ရုတ်တရက်တခုခုကဘေကာရဲ့ခြေလောက်ကိုဆွဲပြီးမြေပြင်ကိုဆွဲငံသွားတယ်။ဘေကာကချက်ချင်းပစ်ခတ်တာစလိုက်ပြီးလွှဲဝဆန်းကျဲတဲ့တရိษံကသူ့ကိုလွှတ်တော့မှပြေးသွားလိုက်တယ်။ကျန်တဲ့အဖွဲကအပြေးလာကြည့်ပြီးသူ့တန်ရာတွေကိုစီးစင်းလိုက်ပြီးဆက်လျှောက်သွားတယ်။တချိန်တည်းမှာပဲခွေးများလို့ခေါ်တဲ့ရုရှားစစ်သားတပ်ဖွဲ့ကလည်းအမေရိကန်တွေကိုရှာဖို့တောထဲမှာရှိနေတယ်။သူတို့ကိုနန်ကိုလမ်းပြအဖြစ်ခိုင်းမှုဖမ်းဆီးထားတယ်။မြေပြင်ပေါ်မှာကြီးစံခွန်တချို့တွေ့ပြီးနှွေးနေတုံးဆိုတာသတိထားမိတယ်။ဒါနဲ့စစ်သားတွေကကိုနန်ကိုခြေရခံခိုင်းတယ်။သူတို့ရှေ့ဆက်သွားတဲ့အခါထူးဆန်းတဲ့အတန်းတွေလည်းကြားရပြီးတန်းစီနေတဲ့နောက်ဆုံးလူကခြုံပုတ်ထဲကဒိုင်နိုဆောကိုမမြင်လိုက်ဘူး။ဒါနဲ့ဒါရီကသူ့ကိုကြီးမားတဲ့မေးရိုးနဲ့အမြန်ကိုက်လိုက်တယ်။တခြားသူတွေအတွင်းပြင်တွေထွက်ကြနေတဲ့အလောင်းကိုတွေ့တဲ့အခါအမေရိကန်တွေလုတ်တယ်လို့ထင်ကြတယ်။ဗာချာတဖွဲ့စီပြန်ရောက်တော့သူတို့ဆက်ရှောင်ရင်းတောထဲမှာဘလူးတွေရှိနေတယ်ဆိုတဲ့အကြောင်းဆွေးနေကြတယ်။မြေပြင်ပေါ်မှာအေးရမှာခြေတဲ့တစ်ခုကိုတွေ့တော့ပြန်သွားပြီးဘာမှမတွေးခဲ့ဘူးလို့ဟန်ဆောင်ကြမလားလို့တွေးမိတယ်။ဒါပေမဲ့ဘေကာကစစ်ဝတ်ဆုံးအပိုင်းစားတစ်ခုကိုတတိထားမိပြီးဆက်သွားမယ်လို့ကြေညာလိုက်တယ်။နောက်ပိုင်းကူတစ်ခုတည်းဝင်သွားတဲ့အခါပျောက်ဆုံးနေတဲ့အဖွဲရဲ့အလောင်းတွေကိုတွေ့ပြီးစိတ်ပြတ်သွားရတယ်။သူတို့ဟာကြီးမားတဲ့တိုက်ခိုက်သူတယောက်ရဲ့စုပ်ဖြဲခြင်းကိုခံခဲ့ရပုံရတယ်။အရေးထဲမှာတခုခုကအတန်းမြည်လာတယ်။ရုတ်တရက်အတောင်ပါတဲ့ဒိုင်နိုဆောအုပ်စုတစုခုန်ထွက်လာပြီးစစ်သားတွေအကာအကွယ်ယူပြီးရင်တားရဲတွေကိုအမြန်ဆုံးပြခတ်ကြတယ်။ကူထဲမှာဗဒန်းတရားနဲ့ထိတ်လန့်မှုတွေလွှမ်းပိုးသွားပြီးလူတွေကလက်နက်တွေဆက်ပြင်းရင်ဒိုင်နိုဆောတစ်ကောင်ပြီးတစ်ကောင်မရက်မနှမ်းတပ်ပစ်ကြတယ်။ဘရုတရားနဲ့ဖြစ်နေတဲ့ထဲမှာဘေကာနဲ့ဘန်တို့ကြီးမြောင်းတဲ့လမ်းကြောင်းတစ်ခုတည်းဝင်သွားကြတယ်။ကျန်တဲ့သူတွေနဲ့မတော်တဆကွဲသွားကြတယ်။နှစ်ယောက်သားလမ်းကြောင်းအတိုင်းလိုက်သွားရင်ကူအပြင်ကိုရောက်သွားတယ်။အနီးအနားမှာအန်ဒီရဲများနဲ့တားရဲတွေရှိတယ်ဆိုတဲ့အတန်းတွေကြားရတော့လွတ်မြောက်ဖို့နှွေးပင်တွေတက်ကြတယ်။ဒိုင်နိုဆောတစ်ကောင်ကသူတို့ကိုမကြခင်ရှာတွေ့ပြီးဘေကာကိုဖမ်းဖို့ကြိုးစားတယ်။ဘေကာကချက်ချင်းပစ်ချလိုက်တယ်။တနက်တန်တွေကဒိုင်နိုဆောတွေကိုပို့ပြီးဆွဲဆောင်လာပြီးမှသူတို့အယမ်းမြင့်မြင့်မခုန်နိုင်ဘူး။ဒါနဲ့ဘေကာနဲ့ဘန်တို့ကူထိတ်ကိုရောက်တဲ့အထိဆက်တက်ကြတယ်။ဒီကြားထဲမှာတခြားဗာချာတွေလည်းကူကျဲကနေထွင်နိုင်ခဲ့ကြတယ်။
သူတို့ခြုံပုတ်ထဲကအတန်ဒီကြားရပြီးအတောင်ပါတဲ့ဒိုင်နိုဆောတွေထပ်ခုံထွက်လာတော့မယ်ထင်ပြီးဖိခတ်ထိုအစင်တင်ထင်နေတယ်ဒါပေမဲ့အေးရမှာတားရဲတကောင်ထျက်သွားလာကိုမြင်တော့အားလုံးငြိမ်သွားတယ်လမ်းကြောင်းကိုခဏလိုက်ပြီးနောက်မှာဘေကာနဲ့ဘန်တို့ကွင်းပင်တစ်ခုတည်းရောက်သွားပြီးအေးရမှာဒိုင်နိုဆောတကောင်မြေပြင်ပေါ်မှာအိတ်နေတာကိုမြင်တော့ထိတ်လန့်သွားကြတယ်သူ့ပတ်လည်းမှာသူစားတောက်ခဲ့တဲ့အယိုးစုတွေပြည်နေတယ်ရုတ်တရက်ကလေးသုံးကောင်အိတ်နေတဲ့မိဘနောက်ကနေပေါ်လာပြီးလူသားတွေကိုမြင်လို့အောင်လိုက်တော့မိဘကနိုးလာတယ်ဘေကာနဲ့ဘန်တို့အမြန်ဆုံးပြေးတော့တယ်ရဖက်တခါနောက်လဲပြီးတားရဲမွတ်နာကိုပြီးခတ်ရင်တားရဲကိုနှေးဆွဲစေရပြီးနှစ်ယောက်သားခြုံပုတ်ထဲပုံနိုင်ပေမဲ့ဒိုင်နိုဆောကသူတို့ကိုဘာထိဖြစ်ရှာတွေ့တော့တယ်မနက်ခင်းမှာတခြားဗာချတဲ့မိတစင်းကိုဖြတ်ပြီးအနားယူကြတယ်သူတို့ဘေကာညစ်ဘန်အတွက်စိုးရင်ပေမဲ့ဂူထဲကိုပြန်သွားခြင်းဘူးအရန်အန်ဒီရများလို့အတန်တွေကြားရတော့သူတို့ထပ်ရွေ့မွားဖို့ဖြစ်လာတယ်ဒီအချိန်မှာဘေကာနဲ့ဘန်တို့ချုပ်ကမ်းပါးကနေလိမ့်တော်ကုန်တယ်အီယာမှာသားရဲကလိုက်နေသေးတာကြောင့်အကြာကြီးပြေးလိုက်တဲ့အခါတစ်လိန်တစ်လုံးနဲ့ကပုံနိုင်ခဲ့ပြီးဘေကာကလက်ပစ်ဘုံတစ်လုံးကိုသားရဲစီဖိလွှမ်းလိုက်ပြီးအရင်ပြန်အရစ်လွှမ်းလိုက်တယ်ပြီးတော့သူတို့6ကမ်းပါအစွန်းထီဆက်ပြေးပြီးလွတ်မြောက်ဖို့ရေထဲခုန်ချလိုက်တယ်ဒိုင်နိုဆောလည်းသူတို့နဲ့အတူကျသွားတယ်မြေထဲမှာဘန်ကတတိမလီတဲ့အခါဘေကာကသူ့ကိုကန်းရှည်အထိဆွဲသွားရတဲ့အနေထားမှာဒိုင်နိုဆောကရေကူးသွားတယ်အဲ့ဒီအချိန်မှာဆိုဖီယာဆိုတဲ့အမျိုးသမီးကသူတို့စီချင်းကပ်လာပြီးဘန်ကိုနှိုးဖို့ဘေကာကိုကူညီတယ်သူမကသူတို့ရဲ့အဖွဲ့ဝင်တွေတေကောင်းတေးလိမ့်မယ်လို့ပြောပြီးသူမရဲ့ထခွဲလန်းကိုဖိတ်ခေါ်တယ်နှစ်ဖွဲ့လုံးတိုးတဲ့ဖြတ်သွားတဲ့အခါအယောင်မျိုးစုံအရွယ်အစားစုံတဲ့ဒိုင်နိုဆောတွေနဲ့ဆက်လိုက်တွေ့ဆုံတယ်သူတို့ကိုရှောင်ရှားဖို့ခိုးယွင်းသွားကြတယ်ကေးစီအဖွဲ့ကနောက်ဆုံးမှာကြီးမားတဲ့တက်တဝါကြီးတချို့နဲ့ဘေးချင်းရင်ရှောက်သွားနိုင်ခဲ့တယ်ဆိုဖီယာကဘေကာနဲ့ဘန်ကိုဒူတနာစကန်အမှတ်၄ကိုခေါ်သွားတယ်အဲ့ဒီမှာသူမတနည်းပေါ်လုံးနေထိုင်ခဲ့တာအရင်ကတိတ်တန့်ရှင်အဖွဲ့ရှိခဲ့ပေမဲ့သူမပဲတူဒီအသက်ရှင်ကျန်ခဲ့တယ်သူတို့အခန်းတစ်ခုထဲဝင်သွားပြီးဆိုဖီယာကတကားကိုအကာဒပစ်လောက်တယ်အဆောက်အဦကတန်ရွယ်တန်ဂေါ်ရီနဲ့လုတ်ထားတာကြောင့်အလွန်လုံခြုံတယ်လို့ရှင်းပြတယ်ပြီးတော့ဆိုဖီယာကလက်မောင်းကိုဆေးထိုးလိုက်တယ်စစ်သားတွေထိတ်လန့်သွားပြီးရှင်းလင်းချက်တောင်းဆိုတယ်ဗန်ကရေဒီယိုဆိုင်းနေချိန်မှာဆိုဖီယာကဘိုဂျိုးပေါ်ဒန်ကဒီနေရာအကြောင်းသိတဲ့လူသားကားလုံးကိုတပ်ပစ်ခဲ့တယ်လို့ပြောပြတယ်အဲ့ဒီကလေးကသူမတီမှာတယောက်တည်းအသက်ရှင်ကျန်ခဲ့တာတဲ့ဘော်ဒန်ကကော်လိုက်တာတစ်ခုကိုတီးဆောက်နေတယ်လို့ဆိုတယ်ဗန်ကနောက်ဆုံးမှာစခန်းကိုဆက်သွယ်မိတဲ့အခါဘေကာကဖုန်းကိုလွှဲပြောင်းပြီးဂျယ်ရီကိုဆိုဖီယာပြောသမျှအားလုံးကိုပြောပြတယ်ဒိုင်နိုဆောတွေအကြောင်းလည်းပြောပြီးကြံတဲ့အဖွဲ့အတွက်ကယ်ဆယ်ရေးတောင်းဆိုတယ်ဂျယ်ရီကမပူးပေါင်းရင်ဘေကာကဒီနေ့မြင်နေရတာတွေကိုလူသိရှင်ကြားထုတ်မယ်လို့ချင်းချောက်တယ်ဂျယ်ရီကဒိုင်နိုဆောဇလန်ကိုမယုံချင်ပေမဲ့ဘော်ဒန်ဆိုတဲ့နာမည်ကိုသူ့လူတွေကိုစုံစမ်းခိုင်းတယ်တပ်သားတွေတောထဲကယူလာတဲ့အီယာမအဆွဲကြီးကိုတတိရတဲ့အခါသူစပြီးယုံကြည်လာတယ်၃ယောက်သားအဆောက်အုံကနေထွက်ပြီးကြံတဲ့အဖွဲ့ကိုရှာဖွေကပြန်လဲစုံစီကိုမျောလင့်ကြတယ်တခြားဗာချာတွေကလဲကွင်းပြင်ကိုဖျက်နေကြပါရုတ်တရက်တယောက်ကသူတို့ကိုဖိခတ်လာပြီး case ခြေထောက်မှာတန်ရာရကလဲကျသွားတယ်ခွေးများတစ်ဖွဲ့ကသူတို့ကိုရှာတွေ့သွားတာသူပြီးဗာချာတွေပြန်လဲဖိခတ်တိုက်ခါရတယ်ဆိုဖီယာနဲ့ယောက်ျားတွေကတနက်တန်တွေကြားပြီးလိုက်လာကြတယ်နှစ်ဖွဲ့စလုံးပုံအောင်ရင်ဘာအကျိုးမှမရှိပဲဆက်ဖိခတ်နေကြတယ်ရုတ်တရက်ကြီးမားတဲ့ဒိုင်နိုဆောတချို့သူတို့အပေါ်ပြန်တန်းလာတာနဲ့စစ်ပွဲကရပ်တန့်သွားတယ်စစ်သားတွေအကာအကွယ်ရှာရင်တားရဲတွေကိုဖိခတ်ကြတယ်ဘီလွန်တကောင်ကရုရှားစစ်သားတရားရှိမှဆင်းသက်ပြီးသူ့ကိုနှုတ်သီးနဲ့ထိုးကအတွင်းရင်တွေကိုဖော်ပြလိုက်တယ်ပြီးတော့ဒိုင်နိုဆောအားလုံးသူ့ပတ်လည်မှာစုပြီးနေလည်စားစားကြတယ်ဒါနဲ့တခြားစစ်သားတွေအယောင်လွှဲအခွင့်ကောင်းယူပြီးပြေးကြတယ်ဗာချာတွေ case ကိုတဲပြီးတောထဲဝင်သွားကြတယ်ကျန်တဲ့ရုရှားနှစ်ယောက်ကတားရဲတွေကိုဖြစ်ထင်းရင်နဲ့ကော်နန်နဲ့ပြန်ဆောင်ကြတယ်လုံလောက်တဲ့ကွာဝေးရောက်တဲ့အခါဗာချာတွေခဏနားပြီး case ရဲ့တန်းရကိုပတိစီးဖေးတယ်အဲ့ဒီအချိန်မှာဘေကာရဲ့အဖွဲ့ကသူတို့ကိုရှာတွေ့ပြီးဗာချာတွေကဆိုဖီယာကိုရုရှားမို့တတိထားကြတယ်ရုတ်တရက်ဒိုင်နိုဆောတီတီလေးတွေချုံပုတ်ထက်ကခုံထွက်လာပြီးသူတို့ပတ်လည်မှာဆက်မိုင်းပုံပြီးလွားကတစ်ပင်တွေတောင်တက်လာပြီးချင်းကပ်လာတယ်စစ်သားတွေချက်ချင်းပြစ်ဖွင့်ကတားရဲတကောင်ကြီးတကောင်တက်ပေမဲ့ပိုများလာတယ်သူတို့အရန်အလုတ်ရှုပ်နေတာကြောင့်ဒိုင်နိုဆောတကောင်နောက်ကနေခိုးဝင်လာပြီး case ကိုဆွဲခေါ်သွားတယ်ခဏဆွဲငင်ခံရတဲ့တခါ case ကိုတစ်ပင်အနီးမှာချပြီးဒိုင်နိုဆောတွေဝိုင်းထားတယ်သူကအကိုင်းတစ်ခုနဲ့သူတို့ကိုရိုက်ထားပြီးခွာထားပေမဲ့ဒိုင်နိုဆောတကောင်ကအပေါ်ကနေခုန်ကြလာတယ် case ကသူ့ကိုထုံးချပြီးထားရလာတယ်တိုက်ခိုက်ဖို့စိတ်ပိုင်းချထားတယ်ဒါပေမဲ့ဒိုင်နိုဆောတွေကပြေးသွားကြတယ် case ကပြီးသွားပြီထင်ပေမဲ့ရုတ်တရက်တခြားဒိုင်နိုဆောတွေကိုကြောက်လန့်ပြီးပြေးသွားတဲ့တားခေါင်ကြီးတကောင်ရဲ့ရိုက်ခွိုက်ခြင်းကိုခံလိုက်ရတယ်တားကောင်က case ရဲ့ခန္ဓာကိုယ်ကိုဆက်နှင်းပြီးခါရလိုက်တာကြောင့်ဒဏ်ရာတွေပိုရလာတယ်အဲ့ဒီအချိန်မှာ case ကသူ့တငယ်ချင်းတွေနီးလာတာကြားတော့သူ့ဓာတ်ကိုဆွဲကြိုင်ဒိုင်နိုဆောလေဘင်းကိုထိုးလိုက်တယ်တရဝါအော်တန်ကြတော့ဗာချာတွေအပြေးလာပြီးဖိခတ်ကြတယ်တရဝါကကြောက်လန့်ပြေးသွားလာအဖွဲ့က case အပြေးလာပြီးသူ့ဒဏ်ရာအတိတ်တွေကိုဂရုစိုက်ကြတယ်ဆိုဖီယာကသူ့ကိုထားခဲ့မယ်လို့ထင်ပေမဲ့ဘေကာကငင်းဆန်တယ်ညနေပိုင်းမှာအဖွဲ့ကဆိုဖီယာရဲ့အဆောက်အဦဝန်းကိုရောက်ပြီး case ကိုစပွဲပေါ်တင်ကနာကျင်မှုတက်တာရှိတွေထိုးပေးလိုက်တယ်ဘေကာကဆိုဖီယာအခန်းထဲကခိုးထားသွားတာသတိထားမိပြီးလိုက်သွားတဲ့အခါသူမ
မူရေးစေကြွားနေတာကြောင့်ကိုယ့်ဘာကိုစေးထိုးနေတာကိုတွေ့တယ်ဆိုဖီယာကဒိုင်နိုဆောတွေဟာအတော်တက်ဆညာတစ်ခုဖြစ်ပြီးတားဆီးဖြစ်နိုင်ခဲ့တာလို့ပြောပြတယ်သူမရဲ့ခင်ဘော့စ်ကနျူကလ িয়ার ထူတင်တာပညာရှင်ဖြစ်ပြီးသူမကတော့ကြောက်ဖြီရုံးလက်ပညာရှင်နဲ့ရုရှားစစ်တပ်ကသူတို့ကိုတောဝဲလဲမှာအန်ဒီယာရတဲ့ထူတင်တာလို့ဖို့စေလွတ်ဖေတာကော်လိုက်တာကအမေရိကန်ကိုကျူးကျော်ဖို့တွင်းပေါက်တစ်ခုဖန်တီးနိုင်မယ်လို့ဆိုတယ်ဒါပေမဲ့ပြင်းရီပြီးလမ်းတောက်လန်းလိုက်လို့ကော်လိုက်တာကချွတ်ယွင်သွားပြီးအတိတ်ကိုတကားဖွင့်လိုက်တာကြောင့်ဒိုင်နိုဆောတွေဖြစ်စုပ်ပန်းကိုရောက်လာတယ်နောက်ပိုင်းသူတင်တာအဖွဲ့အားလုံးကိုတပ်ဖြစ်ခဲ့ပေမဲ့ဆိုဖီယာကအဆောက်အုံမှာမရှိတဲ့အချိန်မှာရုရှားစစ်သားတွေလာတာကြောင့်လွတ်မြောက်ခဲ့တယ်ဘော်ဒန်ကဒီဓာတ်လက်ခွင်ကိုစွန့်ပစ်ပြီးတောင်တန်းတွေမှာကော်လိုက်တာအသစ်တစ်ခုထပ်ပြီးတိစောက်နေတယ်ထိုညနောက်ပိုင်းမှာစစ်သားတွေအဆောက်အုံကြီးမှာဒိုင်နိုဆောတကောင်ပြေးနေတာမြင်ပေမဲ့သူတို့ဒီနေရာကိုမဖော်မိအောင်မပစ်ထုတ်ဆုံးဖြတ်ကြတယ်ဒါပေမဲ့ဒိုင်နိုဆောကပဒင်းပေါက်တစ်ခုကိုတွေ့သွားတဲ့အခါလူတွေကသူ့ခေါင်းကိုဖြစ်ခဲ့ရတယ်ဘယုဒုက္ခအထံတွေကသတ္တဝါတွေကိုပိုးဆွဲဆောင်လာတာကြောင့်ဗာချာတွေပဒင်းပေါက်ဒီမှာနေရာယူပြီးမိနစ်အတော်ကြာတားရဲတွေမရှိတော့တဲ့အထိလက်နက်တွေဆက်ပစ်နေရတယ်တခုခုကတကားကိုစောင့်လာတဲ့အခါသူတို့အဲ့ဒီကိုပစ်လိုက်ကြည့်မဲ့ဒိုင်နိုဆောကပဒင်းပေါက်စီပဲပြန်လာတယ်စစ်သားအားလုံးအဲ့ဒါကိုအာယုံစိုက်တိုက်ခိုက်မိတဲ့အတွက်ဒုတိယတတ္တဝါတကောင်တကားကိုဖောက်ဝင်ဖို့အခွင့်အာဏာသွားတယ်ဗာချာတဲ့အတူတကွပူပေါင်းပြီးတားရဲကိုနောက်ပြန်တွန်းကာတကားကိုပြန်ပိတ်လိုက်တယ်ပြီးတော့ဒိုင်နိုဆောတကောင်ကဖန်ကောင်မိုးပေါ်တက်ပြီးခေါင်းနဲ့ဖောက်ချိုးလိုက်တယ်လူတွေအဲ့ဒါကိုလည်းပြစ်ပေမဲ့ဒိုင်နိုဆောအားလုံးကိုတပြိုင်တည်းမမီနိုင်ဘူးဆိုဖီယာကတင်ဘော့အစ်ကိုလွတ်မြောက်ဖို့နောက်တကားအကြောင်းပြောပြပေမဲ့ကေးစ်ကသူ့မှာရှင်းတန်းနိုင်မှာမဟုတ်ဘူးဆိုတာသိလို့သူ့ကိုထားခဲ့ဖို့တောင်းဆိုတယ်စတော်ဗီယိုကသူနဲ့နောက်ဆုံး secret တွေအတူတကွမျှဝေပြီးတခြားသူတွေနဲ့အတူပြေးသွားတယ်ဒိုင်နိုဆောတွေနောက်ဆုံးမှအထဲကိုဝင်လာတဲ့အခါကေးစ်ကလက်ဖြစ်ပုံနှလုံးကိုအသက်သွင်းလိုက်တယ်တင်ဘော့အစ်မှာခြံလက်သူတွေပောက်ကွဲတန်ကိုကြည့်ပြီးသူတို့ရဲ့တငယ်ချင်းအတွက်ဝမ်းနဲ့ပူဆွေးချက်ကလှေပေါ်တက်သွားကြတယ်နောက်နေ့မနေ့လှေကမြစ်ပေါ်ဆက်ပြီးခုန်မောင်းနေတယ်ဘေကာကသူ့အဖွဲ့ကိုအခြားကော်လိုက်တာအကြောင်းပြောပြပြီးအဲ့ဒါကိုဖျက်ဆီးဖို့သဘောတူကြတယ်ဆိုဖီယာကသူတို့ကိုတတိပေးခြင်းပေမဲ့မူးယစ်ဆေးဖြစ်လိုက်ရတဲ့အတွက်တတိလစ်သွားတယ်သူမနိုးလာတဲ့အခါကော်လိုက်တာကိုဘုံခွဲလို့မရဘူးကဘာကြီးကိုဖျက်ဆီးပြမှာမို့လို့ရှင်းပြတယ်အဲ့ဒီအစားဘလက်ကိုနှုတ်ပေးရမယ်တဲ့စစ်သားတွေအေရီယာတွေကဒိုင်နိုဆောတွေကြီးနေရင်ဆိုဖီယာကနောက်ထပ်ဆေးထိုးတစ်ခုခိုးယူဖို့အခွင့်ကောင်းယူလိုက်တယ်လူတွေကသူမကိုတားဆီးဖို့ကြိုးစားရင်းဆေးထိုးအက်ကိုပစ်ချမိပြီးရေထဲကခုန်ထွက်လာတဲ့ဒိုင်နိုဆောတကောင်ကအဲ့ဒါကိုဖမ်းသွားတယ်ဘေကာကဆိုဖီယာကိုစူပြီး secret တွေပေးကရင်ဆိုင်ဖြည့်ရှင်းဖို့ကူညီတယ်စတော်ဗီယိုကရေနေတတဝါကန်းတစိတ်ကိုတွားပြီးဒိုင်နိုဆောတွေလေးတွေကိုစားတာကြည့်ပေမဲ့တခြားသူတွေကသူ့ကိုပစ်ခင်မပေးဘူးပြီးတော့စတော်ဗီယိုကမိမိကိုအဆုံးစီရင်ဖို့စဉ်းစားတယ်ဒါပေမဲ့ဘေကာကအချိန်မီတားဆီးလိုက်ပြီးသူတို့သူ့ကိုလိုအပ်နေတယ်ဆိုတာသတိရစေတယ်နိုင်ရီတော့ကြရွက်လွဲနေတဲ့နောက်မှာအဖွဲ့ကမြူတူးသွားတဲ့နေရာကိုရောက်တယ်သူတို့ကမ်းပေါ်ရောက်တာနဲ့မြေကြီးပေါ်မှာလူအလောင်းတွေအများကြီးတွေ့ရတယ်တောရက်ကခယူးဆိုင်ရွေးရှာနေပေမဲ့မြူကအမြင်ကိုပိတ်ဆိုးထားတာကြောင့်ဒိုင်နိုဆောသေးသေးလေးအုပ်စုတစ်ခုသူတို့ကိုအံ့ဩစရာခုံဝင်တိုက်ဖို့လွယ်သွားတယ်ဘယုဒုက္ခစစ်သွားတာကြောင့်စစ်သားတွေထနက်ဒါလက်တုံပေါင်တုံးပြီးအသက်လိုင်ဆုံးခုခံတိုက်ကြတယ်သူ့တငယ်ချင်းအားလုံးဒဏ်ရာရတာမြင်တော့စတော်ဗီယိုစိတ်ပြက်လက်ပြက်ဖွသွားပြီးအော်ဟစ်ပြီးတားရဲအားလုံးကိုပစ်ခတ်လိုက်တယ်ပြီးတော့သူတို့လိုက်လာစီဖို့ရှေ့ဆက်ပြေးသွားတယ်မြစ်နားမှာရက်ပြီးဝင်လာတဲ့ဘီးမြုံတွေကိုဆက်ပစ်နေတယ်နောက်ဆုံးကြီးတန်းတတောင်ပဲကြံတော့တယ်ကေးစစ်အတန်းကိုသူခုံထဲမှာကြားကကြောင်ရီလိုက်တယ်နောက်ဆုံးကြီးတန်းကိုကိုအဆုံးစီရင်လိုက်တယ်ဒိုင်နိုဆောတွေစတော်ဗီယိုရဲ့အလောင်းကိုဝိုင်းကစားတောက်ကြတယ်ထိုညမှာအဖွဲ့ကနောက်ဆုံးမှာရုရှားအခြေခံကိုရောက်တယ်ဘေကာကဂျယ်ရီကိုခေါ်ပြီးတီနီယာကိုပြောပြတယ်ဂျယ်ရီကအဲ့လာအမျိုးသားလုံခြုံရေးနေရာဖြစ်လို့မဖြစ်စီးစရာဘူးချင်းကက်တော့မရဘူးလို့ပြောတယ်ဘေကာကရေဒီယိုဆူညွန်မှုများတာကြောင့်သူလုတ်ပိုင်ခွင့်ရတယ်ဆိုတာနားလည်သွားတာပါကယ်လင်းရေးရဟရင်တောင်းပြေဖုံးချလိုက်တယ်ဗာချာတွေအစီအစဉ်တစ်ခုကိုသဘောတူကြပြီးလှုပ်ဆောင်ကြတယ်သူတို့နေရန်တွေကိုခိုးဝင်ကတွေ့ရှိရတဲ့အဆောင်တွေကိုလိုအပ်ရင်လဲပင်းဖြတ်လိုက်တဲ့နဲ့တိတ်စိတ်ထပ်ဖြတ်ကြတယ်ဗာချာအများစုရုရှားတွေကိုတတ်ဖို့ဆက်ရွေ့နေချိန်မှာဆိုဖီယာနဲ့ဘေကာက main area ကိုတတိထားချင်းကပ်နေတယ်သူတို့အသက်ရှင်နဲ့ကြံတဲ့ခွေးဝအဖွဲ့ပြန်လာကိုတွေ့ပြီးကိုနန်ကဒိုင်နိုဆောတွေသူမရဲ့မွေးရင်းမြေကြီးကိုသိမ်းပြလို့ခွင့်ပေးကြတာကြောင့်ဘော်ဒန်ကိုမုန်းတယ်သူတို့ချက်တန်းခဲ့ရတာတွေအရခွေးသွားအဖွဲ့လည်းဘော်ဒန်ကိုမကျေနပ်တာတွေများတယ်ပြီးခွင့်တောင်နီးနေပြီးတခြားစစ်သားတွေကသူတို့ကိုခေါ်သွားကြတယ်ဗာချာတွေစခန်းတစ်ဝိုင်မှာဖောက်ခွေးပစ္စည်းတွေစတင်တက်ဆင်နေချိန်မှာဆိုဖီယာနဲ့ဘေကာကအဆောက်အဦကိုလဲချပြီးခွေးများတပ်ဖွဲ့ကိုလွတ်ပေးကသူတို့အစီအစဉ်ကိုကြားရတဲ့အခါကူညီဖို့သဘောတူကြတယ်တချိန်တည်းမှာရုရှားစစ်သားတချို့ကဒိုင်နိုဆောကလေးတကောင်လာတာမြင်ပြီးချက်ချင်းပစ်ချလိုက်တယ်ဘော်ဒန်ကသူတို့ကိုစူပြီးမချတင်မှာအကြောင်းရင်းကိုသိရတယ်ကလေးရဲ့မိဘတွေကအလောင်းကိုမြင်တော့ဒေါသနဲ့ဟင်းဟောက်ကအခြေစိတ်စခန်းစီပြေးဝင်လာပြီးလမ်းကြောင်းပေါ်ကအရာအားလုံးကိုဖျက်ဆီးပစ်တယ်ပြစ်ခတ်ကိုပြက်ကွက်တဲ့စစ်သားတွေကိုတတ်ကတချို့ကိုစားပြီးပတ်ဝန်းကျင်ကိုအမီးနဲ့ရိုက်ကကြီးမားတဲ့ရင်တွေကိုနင်းချတယ်မကြခင်မှာစစ်သားတွေအရှုံးပေးပြီးထွက်ပြေးကြတယ်ဒိုင်နိုဆောတွေကသူတို့ကိုကြီးမားတဲ့မီးရိုးတွေနဲ့ဖမ်းကအလောင်းတွေကိုတကောင်နဲ့တကောင်ပစ်ပြောက်ရင်းအစားအစာနဲ့ကစားတယ်လို့လုပ်တယ်ဘော်ဒန်ကအဆောက်အဦတစ်ခုတည်းပြေးပုံမှတ်တယ်ဘေကာရဲ့အဖွဲ့ကသူ့ကိုလိုက်ဖို့ကြိုးစားပေမဲ့တပ်တော်တွေကလမ်းပိတ်နေတယ်သူတို့အကာအကွယ်ယူပြီးအထဲအပြေးဝင်ဖို့အခွင့်အရေးဆောင်နေတယ်ယရုတုကအထဲမှာကိုနန်းကဗာချာမီလာကိုသူ့မိသားစုကိုတတ်ခဲ့တဲ့လူတစ်ယောက်ဖြစ်မှတ်မိသွားတယ်သူမသူ့အပေါ်ခုံအုပ်လိုက်ပြီးပြင်းထန်တဲ့ရံပွဲဖြစ်ပေမဲ့ဒိုင်နိုဆောနီးတက်လာတဲ့အခါရင်အောက်မှာအတူတကွပုံခိုရတယ်တားရဲကတင့်ကားတွေစဖြစ်စီးတဲ့အခါမီလာကထရက်ကားအောက်မှာကိုနန်းကိုတိုက်ခိုက်ရင်သူမကိုတွန်းထုံနိုင်ခဲ့တယ်သူပြေးဖို့ကြိုးစားပေမဲ့ကိုနန်းကသူ့အပေါ်ပြန်ခုံအုပ်ပြီးဓာတ်နဲ့ထိုးတယ်မီလာကစစ်ကွဲတွင်းကသူ့လောက်ရက်တွေအတွက်နောင်တရပြီးခွင့်လွတ်ဖို့တောင်းပန်ရင်နောက်ဆုံးမှာဘုံတွေကိုအသက်သွင်းလိုက်တယ်
ကြီးမားတဲ့ပောက်ခွဲမှုကမီလာနဲ့ကိုနန်ကိုတေးစေပြီးဒိုင်နိုဆောတွေကိုလည်းကြောက်လန့်ပြေးစေတယ်အဆောက်အဦထဲမှာဘေကာရဲ့အခွဲကတခွဲကန်တစ်ခုကိုရောက်ပြီးသူတို့ကိုတားဆီးဖို့စ조사တဲ့သိပ္ပံပညာရှင်တယောက်ကိုတတ်ပြလိုက်တယ်ဒါကိုမြင်တော့တခြားသိပ္ပံပညာရှင်တွေလမ်းဖယ်နေကြတယ်ဆိုဖီယာကကော်လိုက်တာကိုပိတ်ပစ်ဖို့စတင်လှုပ်ဆောင်တယ်ကျန်တဲ့ဗာချာတွေမကြခင်မှာပူးပေါင်းလာတယ်ဒါပေမဲ့သူတို့ပြန်ဆုံချင်းကိုဘော်ဒန်ကတနက်နဲ့ချိန်ရင်ညောင့်ရှက်တယ်ဒါပေမဲ့ဘေကာကအရင်ပစ်ချလိုက်တယ်ဆိုဖီယာကသူ့အပေါ်တတွေထွေးပြီးမတက်ပယ်နေတယ်နောက်ပိုင်းဆိုဖီယာကကျိုးတစ်ချောင်းကိုဖျက်လိုက်တဲ့အခါအဆောက်အဦထဲမီးပြစ်သွားတယ်အရေးပေါ်မီးဆက်ကမီးပြန်လင်းစေပြီးဘော်ဒန်ပျောက်နေတာသတိထားမိတယ်ရုတ်တရက်ဒိုင်နိုဆောအုပ်စုတစုအခြေစိတ်စခန်းပေါ်ပေါ်ပေါက်လာပြီးအလောင်းတွေကိုစားတောက်ကြတယ်သူတို့ဥမလုံတောင်းကိုလည်းပိတ်ဆို့ထားတယ်ဒါနဲ့ဗာချာတွေမီးကိုပုံနှစ်ချောင်းဖိလွင့်ကနှင်းစေစေပြီးဖြစ်ခတ်ကြတယ်ကံမကောင်းတာသူတို့အများနေပြီးမကြာသေးမှတပ်တော်တွေတက်ခွဲကန်နဲ့ရောက်ပြီးထိတွေ့ရရှိအားလုံးကိုဖျက်ဆီးပစ်တယ်ခွေးများတက်ခွဲဝင်တကောင်လဲချသေးဆုံးသွားတယ်ဘော်ဒန်ကထင်းချုပ်ပုတ်ကိုသုံးဖို့ကြိုးစားရင်အမြန်စားခံရတယ်ကျန်တဲ့သူတွေဖောက်ခွဲလေးပစ္စည်းတစ်ခုချထားပြီးပြေးကြတယ်ဒိုင်နိုဆောတွေမလိုက်လာနိုင်ဖို့ဗာချာတယောက်ကနောက်မှနေပြီးပစ်ထိန်ပေးတယ်ပောက်ခွဲမှုထဲမှာသေဆုံးသွားတယ်ဆိုဖီယာကအသက်ရှင်ကျန်တဲ့သူတွေကိုနောက်တကားစီပို့ဆောင်တယ်ဒိုင်နိုဆောတချို့လိုက်လာသေးတာကြောင့်အမြန်ဆုံးပြေးကြတယ်ဗာချာတယောက်ကိုဖမ်းမိသွားပေမဲ့သူ့တငယ်ချင်းတွေကဲချင်းပေမဲ့တိတ်နောက်ကျသွားပြီထိုလူကိုဒိုင်နိုဆောတွေကကိုက်စားလိုက်တယ်ကျန်တဲ့သူတွေမရှောင်တာပဲဆက်ပြေးရတယ်မကြခင်မှာလေဓာတ်တစ်ခုတွေ့တော့ဘေကာကအားလုံးကိုအရင်တက်ခိုင်းပြီးသူကနောက်မှနေပြီးအကာအကွယ်ပြေးတယ်သူလည်းပြေးလာချိန်မှာတားရဲတွေကလိုက်လာတာကြောင့်နောက်ကနေလက်ဖြစ်ပုံးပြီးဆက်ဖြစ်လွှင့်တယ်ဒါကသူ့ကိုမတားဆီးနိုင်တော့ဘီလူတွေကသူ့အပေါ်ခုံအုပ်တက်ပစ်လိုက်တယ်ကျန်တဲ့အဖွဲကဘေကာကိုတက်ပြီးဒိုင်နိုဆောတွေသူတို့နောက်လိုက်လာတာမြင်ပေမဲ့ကန်ကောင်းစွာအပြင်ကိုရောက်အောင်ပြေးထွာနိုင်ခဲ့တယ်ဂျယ်ရီကဟယ်လီကော်ပတာတွေနဲ့တပ်ဖွဲ့အပြည့်နဲ့စောင့်နေပြီးသားဒါကြောင့်တားရဲတွေလာတာမြင်တော့အားလုံးတပြိုင်နက်ပစ်ခတ်ကြတယ်ဟယ်လီကော်ပတာတွေကကောင်းကင်ကအကာအကွယ်ပေးရင်းပါဝင်လာတဲ့ပြန်ထန်နိုင်တဲ့တပ်တော်တွေကိုပါပစ်တတ်ကြတယ်တိုက်ပွဲမှာစစ်သားအများသေဆုံးပေမဲ့အဖွဲ့ကအသက်ရှင်ကျန်တဲ့လောက်ထိအချင်းဆွဲလိုက်တယ်ဗာချာရီရဲ့ဖောက်ခွဲရေးပစ္စည်းတွေကအခြေစိတ်စခန်းကိုပြိုလာသွားကြောင်းအားလုံးဟယ်လီကော်ပတာစီပြေးသွားကြပြီးနောက်ဆုံးမှာလွတ်မြောက်သွားကြတယ် ပြန်တန်းနေစဉ်အတွက်ဂျယ်ရီကအဖွေကိုဆက်ကိုခိုးယူမဲ့အကြာဖျက်ဆီးပစ်လိုက်တဲ့အတွက်စူပူတယ်ဆိုဖီယာကအရန်နောက်ကျသွားပြီလို့ထောက်ပြတယ်ကော်လိုက်တာကိုဖျက်ဆီးလိုက်တာကတောအုပ်ပြန်ပဒေသတွေမှာပါဒိုင်နိုဆောတွေပေါ်လာစေပြီးနောက်ပိုင်းမှာကဘာကြီးအပေါ်ဆိုးဝါးတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ရှင်းပြတယ် subscribe လုပ်ပြီးအတိပေးချက်တွေကိုဖွင့်ထားပါဒီလိုဗီဒီယိုမျိုးတွေထပ်ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်